Google Map မြေပုံမှာကိုယ့်ရဲ့အိမ်လိပ်စာဆိုင်လိပ်စာပေါ်အောင်အိမ်လိပ်စာကို Google Map မှာမြေပုံမှာဘယ်လိုထည့်ရမလဲဆိုတာကိုပြောပြပေးမယ်။အရန်ကမှအမေးများကြတယ်အချိန်မဆွဲဘဲနဲ့စလိုက်ကြရအောင် Google Map လေးထဲကိုဝင်ပေးလိုက်မယ်။ဒီကောင်လေးကိုနှိပ်လိုက်မယ်ဆိုရင်တော့ကိုလက်စီရောက်နေတဲ့နေရာကိုပြသပေးမှာဖြစ်ပါတယ်။ဆိုင်လိပ်စာအိမ်လိပ်စာထည့်ဖို့အတွက်ဆိုရင်တော့အပေါင်းလက္ခဏာပုံစံလေးနဲ့ contribute ဆိုတဲ့ကောင်လေးကိုနှိပ်ပြီးတော့ထည့်လိုက်ပါတယ်။လောက်ရတာအရင်ကြီးလည်းမခက်ခဲပါဘူးလွယ်ကူပါတယ်။ဒီနေရာလေးကိုရောက်ရင်တော့အများကြီးတွေ့မယ်။ဘာမှကိုတွေ့ကြည့်နေစရာမလိုပါဘူး။ applet လေးကိုနှိပ်ပြီးတော့ဆက်သွားနိုင်ပါတယ်။ list name ဆိုတဲ့နေရာလေးမှာတော့ကိုယ့်ရဲ့ site name အိမ်နာမည်ကိုမဖြစ်မနေထည့်ပေးရမယ်။ white green နဲ့မှာ require ပါနေတဲ့အတွက်ဒီ site name အိမ်နာမည်ကိုမဖြစ်မနေထည့်ပေးဖို့လိုမယ်နော်နောက်တစ်ချက်မှာတော့ category တစ်ခုခုကိုရွေးပေးရပါမယ် white green နဲ့မှာ require ပါနေတဲ့အတွက်မဖြစ်မနေကိုရွေးပေးရပါမယ်အိမ်လာကျောင်းလာဈေးဆိုင်လာစသဖြင့်ကုန်းစုံဆိုင်လာဘာသာရေးကျောင်းလာစာသင်ကျောင်းလာစသဖြင့် hotel လာပေါ့နော်ကိုယ်နဲ့ဆိုင်တဲ့ဟာတစ်ခုခုကိုရွေးပေးရမယ်ဈေးဆိုင်ဆိုလဲဈေးဆိုင်ထဲမှာကာရောင်းတဲ့ဆိုင်လားပန်းရောင်းတဲ့ဆိုင်လားပစ္စည်းရောင်းတဲ့ဆိုင်လားလက်ဆောင်ပြောင်းတဲ့ဆိုင်လားစသဖြင့်ပေါ့နော်အများကြီးရှိတယ်ကိုနဲ့ဆိုင်တဲ့ဟာတစ်ခုခုကိုရွေးပေးရမယ် address ဆိုတဲ့နေရာလေးမှာတော့ကိုနေတဲ့လိပ်စာနေရာလိပ်စာအပြည့်စုံကိုထည့်ပေးရမယ်ကွင်းထဲမှာ require ပါနေတဲ့အတွက်နေရာလိပ်စာအပြည့်စုံကိုမဖြစ်မနေထည့်ပေးရပါမယ်မထည့်ရင်ဘာဖြစ်မလဲဆိုရင်တော့မထည့်ရင်တော့ဆက်သွားလို့မရပါဘူးမြေပုံလေးထဲမှာကိုလက်စီရောက်နေတဲ့နေရာကိုလက်စီနေတဲ့နေရာကိုအနီရောင်မှတ်သားလေးနဲ့ပြထားပေးတယ်အဲ့ဒီနေရာကမားနေတယ်ဆိုရင်တော့edit map location ကိုနှိပ်ပြီးတော့ပြောင်းနိုင်ပါတယ်ရွှေ့နိုင်ပါတယ်ဒီလေးချက်ကတော့အရေးကြီးဆုံးပါပဲအားလုံးဖြတ်စစ်ပါမှန်သွားပြီဆိုရင်တော့အောက်က submit လေးကိုနှိပ်နိုင်ပါပြီကျန်တာတွေကတော့သိပြီးတော့ရေးမကြည့်ဘူးဥပမာဆိုရင်တော့ကိုယ်ဆိုင်ကဘယ်ချိန်ပိတ်လဲဘယ်နေ့ပိတ်လဲဆိုတာကိုထည့်လို့ရတယ်ဆိုင်ဆိုရင်လည်းဆိုင်နဲ့ပတ်သက်တာတွေလုပ်စရာတွေအများကြီးရှိတယ်